နိုင်ငံတကာခရစ်စမတ်ပွဲတော်တွေရဲ့နောက်ခွဲကရှုပ်ဝက်သေးပုံများမင်္ဂလာပါပြည်သက်ကြီးတို့ရေခရစ်စမတ်ပွဲတော်ကတော့အားလုံးနဲ့ရင်းနှီးကြပြီးသားပါနေ့တစ်နေ့ရဲ့ဒီဇင်ဘာလရောက်တိုင်းနိုင်ငံတိုင်းလူလူကကိုမိသားစုနဲ့ကိုပွဲတော်ကိုကျင်းပဆင်နွှဲကြတာပဲဖြစ်ပါတယ်ခရစ်စမတ်ပွဲတော်ရောက်တိုင်းအိမ်တွေမှာခရစ်စမတ်သစ်ပင်စိုက်ပြီးတော့မုန့်တွေလှုပ်ရှားကြတခြင်းတွေဆိုကြနဲ့နှစ်တွေကိုပျော်ပျော်ကြီးဖြတ်သန်းကြတာပါဒီလိုမျိုးချစ်စပွဲကောင်းတဲ့ပွဲတော်ရဲ့နောက်ွယ်မှာဘယ်သူမှမသိသေးတဲ့သဲထဲရင်ပိုးစရာအကြောင်းတွေရှိနေတယ်ဆိုတာမယုံနိုင်စရာပါပဲဒီအကြောင်းအရာနဲ့ပတ်သက်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးတစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အများကြီးလို့တင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာပထမဆုံးမျှဝေပေးချင်တာကတော့ခရစ်စမတ်ဘိုးဘိုးကြီးကလူသားတွေစီကိုလာတဲ့အခါမှာမိကိုခေါင်းတိုင်းတဲကနေထွက်လာတယ်ဆိုတဲ့အယူအဆရဲ့နောက်ွက်ကဒဏ္ဍာရီပဲဖြစ်ပါတယ်ခရစ်စမတ်ဘိုးဘိုးကြီးစန်တာဟာကောင်းတဲ့လူတွေစီကိုလက်ဆောင်ပစ္စည်းတွေပို့ပေးဖို့တနေ့တစ်ခါလာလေးရှိတတ်တယ်ဆိုတာအားလုံးသိထားကြပြီးသားပါဒါပေမဲ့စန်တာကိုကောင်းမွန်မြင့်မြတ်တဲ့နေရာတစ်ခုခုကလာတာပဲလို့ထင်ထားကြပါပါဒါပေမဲ့တကယ်ကစန်တာဟာမိကိုခေါင်းတိုင်တဲကနေထွက်လာတာပဲဖြစ်ပါတယ်စန်တာဟာသူ့ရဲ့တန်တရာသမင်ကြီးကိုခေါင်းပေါ်မှာထားခဲ့ပြီးတော့လက်ဆောင်တွေပို့ပေးဖို့ခေါင်းတိုင်ကနေပြီးတော့အိမ်ထဲကိုခုန်ဆင်းလာတာပဲဖြစ်ပါတယ်စကော့တလန်နဲ့အင်္ဂလန်ဒနာယူတွေမှာအိမ်ရဲ့စီးပွားရေးလက်လာပါတွေကမိကိုခေါင်းတိုင်ကနေလာလေးရှိတယ်လို့ယုံကြည်လေးရှိကြပါတယ်ဂရိဒနာကြီးမှာလည်းနတ်ဆိုးတွေဟာကောင်းတဲ့ကလေးတွေကိုစုပေးဖို့နဲ့မကောင်းတဲ့သူတွေကိုအပြစ်ပေးဖို့မိကိုခေါင်းတိုင်တွေကပဲထွက်လာကြတာလို့အယူရှိကြပါတယ်ဒါဆိုခရစ်စမတ်ဘိုးဘိုးကြီးစန်တာဟာဒီဒနာယူတွေကိုပဲတူပါပြီးတော့မိကိုခေါင်းတိုင်တွေကထွက်လာတာလားဆိုတာစဉ်းစားစရာပါပဲခရစ်စမတ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ထူးဆန်းတာတစ်ခုကတော့တောင်အာဖရိကကနေဆင်းသက်လာတဲ့ဒနာရီတစ်ခုပဲဖြစ်ပါတယ်ဘိုးဘိုးကြီးစန်တာဟာခရစ်စမတ်ရောက်တိုင်းသူ့ကိုလှူဒန်းထားတဲ့ကုတ်ကီးတွေကိုစားဖို့အတွက်မိကိုခေါင်းတိုင်ကနေခုန်ထွက်လာတယ်ဆိုတာတော့အားလုံးသိထားကြပြီးသားပါဒါပေမဲ့စန်တာရဲ့ကုတ်ကီးတွေကိုယူစားမိတဲ့သူတွေရဲ့ခံစားရမယ့်အကျိုးဆက်ကိုတော့ဘယ်သူမှမသိကြသေးပါဘူးဒန်နီလို့ခေါ်တဲ့ကောင်လေးဟာခရစ်စမတ်အတွက်ကုတ်ကီးလုံနေတဲ့သူ့အဖွားနဲ့အတူတူရှိနေခဲ့ပါတယ်ကုတ်ကီးတွေအားလုံးလုံပြီးသွားတဲ့နောက်မှာတော့အဖွားလို့သူကဒန်နီကိုကုတ်ကီးတွေကိုလုံးဝမထိဖို့တတိပေးခဲ့ပါတယ်ဒါပေမဲ့လည်းဒန်နီဟာကလေးတဘာဝမုတ်တွေကိုယူစားမိခဲ့ပါတယ်တည်တည်ချင်းမှာပဲအဖွားလို့သူဟာနဆိုးတကောင်ပဲဝင်ရောက်ပူးကတ်လာသလိုလိုစိတ်ရိုင်းဝင်ပြီးတော့ကလေးကိုတေလူနီးပါးရိုက်ပုတ်ခဲ့ပါတယ်အဲ့ဒီချိန်ကနေစတင်ပြီးတော့စန်တာဘိုးဘိုးကြီးရဲ့ကုတ်ကီးတွေကိုဦးကြီးဦးဖျားယူမစားရဘူးဆိုတဲ့ဒလိဖြစ်လာတာပါနောက်ဆုံးမျှဝေပေးချင်တာကတော့ခရစ်စမတ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ကြီးပေါင်းပင်ရာဇဝင်ပဲဖြစ်ပါတယ်ခရစ်စမတ်ရောက်တဲ့အချိန်မှာချစ်သူရီးသားတွေအချင်းချင်းလက်ထပ်ခွင့်တောင်းပြီးတော့ကြီးပေါင်းပင်ရဲ့အောက်မှာအနမ်းတွေဖလှယ်ကြတဲ့ဒလိရှိပါတယ်ကြီးပေါင်းပင်အောက်မှာလက်ထပ်ခွင့်တောင်းတာကိုအမျိုးသမီးတွေအနေနဲ့ငင်းဆန်ခဲ့ရင်တော့ကျင်းစာတင်တဲ့အနေနဲ့မကောင်းတဲ့လက်တွဲပေါ်နဲ့တွေ့ဆုံရတတ်ပါတယ်တကယ်တော့ဒီဒလိကဂရိဒနာကြီးကနေတဆင့်ဆင်းသက်လာတာဖြစ်ပါတယ်အော်ဒင်ရဲ့သားတော်တစ်ပါးဖြစ်တဲ့ဘေတာကိုနက်ခတ်တာယာတွေကဘေဒင်တော့ကြည့်တဲ့အခါအသေးဆုံးနဲ့တရားခင်းရှိတယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်ဒီလိုကံကြမ္မာကိုပယ်ဖျက်ဖို့မိခင်ဖြစ်သူကတရှိတစ်ပင်တွေအားလုံးကိုစကားတွေလိုက်ပြောပြီးတော့ရဲတရားချေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာကြီးပေါင်းပင်တော့ပါမသွားခဲ့ပါဘူးအဲ့ဒီခါမှာလူကီနတ်ဖျားဟာကြီးပေါင်းပင်ကိုမြားတစင်းအသွင်ဖန်ဆင်းပြီးတော့ဘေတာရဲ့ရင်ဘတ်တက်တက်ကိုပြစ်လွတ်ခဲ့ပါတယ်အဲ့ဒီဒနာကြီးကိုအစွဲပြုလို့ကြီးပေါင်းပင်ဟာကျိန်စာတိုက်တဲ့အပင်ရဲလို့မှတ်ယူလာခဲ့ကြတာပဲဖြစ်ပါတယ်ယနေ့မှဝေပေးသွားတာကတော့ဘယ်သူမှမသိသေးတဲ့ခရစ်စမတ်ပွဲတော်တွေရဲ့နောက်ွယ်ကထူးဆန်းတဲ့ဒနာကြီးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ